မိမကနောက်ကိုခြေတလန်းဆုပ်တိုင်းနှစ်ယောက်ကြားကကန်ဆိုးသွားတာ你以为你是谁呀？啊，还每离开一步就倒霉？你以为你是神仙啊？ဒါပေမဲ့စကားပြောပြီးတာနဲ့အိမ်ထဲကမီးတွေရုတ်တရက်တစ်ဖြက်ဖြက်လင်းလာတယ်ခေါင်းပေါ်ကမီးအိမ်ကြီးတိုင်းကနေပြုတ်ကြတယ်အတိအကျလူရုံမဲ့ခေါင်းပေါ်ကျသွားတယ်ဒါမျိုးဖြစ်သွားပေမဲ့ဒီမိသားစုကကန်တိုက်ဆိုင်တာပဲလို့ထင်နေတော့မယ်လူရုံမှာကပိုတောင်ဒေါသထွက်သွားတယ်နေရာမှာတင်ကွာရှင်းစာချုပ်လက်မှတ်ထိုးလိုက်တယ်မိမကိုမြင်မြန်ထွက်သွားလို့အုံနောက်တယ်ကိုဘာသာဘလောက်ကန်ဆိုးလဲဆိုတာကြည့်မယ်လို့ချင်းချောက်တယ်မိမကစာချုပ်ကိုကင်လိုက်တယ်ချစ်ခင်တွေ့တာမှုလုံးဝမရှိဘူးနောက်ပြန်မကြည့်ပဲလှည့်ထွက်သွားတယ်အိမ်တကားကိုခြေချလိုက်တဲ့အခိုက်အတန့်မှာပဲလူရုံမှာဖုန်းရုတ်တရက်အတန်ကြဲကြဲမြည်လာတယ်ဖုန်းဘက်ကလက်ထောက်ရဲ့ထိတ်လန့်တုန်လှုပ်နေတဲ့အတန်ထွက်လာတယ်顾总出大事了，集团资金链断了，还过了10个亿啊！ဒါတွေအားလုံးလူရုံမှာရဲ့ကိုဖြစ်ကြောင်ပဲဘာလို့လဲဆိုတော့မိမကကောင်းကင်ဘရင်ရဲ့အချစ်ဆုံး9ယောက်မြောက်သမီးတော်လေအချစ်အတွက်လူပြည်ကိုဆင်းလာခဲ့တာအဲ့ဒီတုန်းကသူတောင်းစားဖြစ်နေတဲ့လူရုံမှာကိုလက်ထပ်ခဲ့တယ်မိမကကောင်းကင်ဘရင်ရဲ့တားဆီးမှုကိုဂရုမစိုက်ဘူးကိုယ့်ရဲ့နှစွမ်းအားတဝက်ကိုစွန့်လွတ်ပြီးကံကြမ္မာကိုပြောင်းလဲခဲ့တယ်လူရုံမှာရဲ့10ဘဝစာသူတောင်းစားကံကိုဂျန်ချမ်းမြို့ရဲ့ဘီလီယံနာတထေးကံဖြစ်ပြောင်းပေးလိုက်တယ်9နှစ်စာပေးဆက်မှုကပျော်ရွှင်တဲ့မင်္ဂလာဆောင်ကိုရမယ်လို့ထင်ခဲ့တယ်ဒါပေမဲ့မင်္ဂလာဆောင်နေ့မှာပဲလူရုံမှာရဲ့ပထမဆုံးချစ်သူကငိုပြီးပြေးဝင်လာတယ်မျက်ရည်တွေနဲ့ကိုကိုရိုက်နှက်တတ်တဲ့နေယောက်ျားနဲ့လက်ထပ်ရတော့မယ်လို့ပြောတယ်ကိုပေါ်ကဒဏ်ရာတွေကိုပါပြလိုက်သေးတယ်လူရုံမှာကမြင်တာနဲ့စိတ်မကောင်းဖြစ်သွားတယ်နောက်မှာမင်္ဂလာဝတ်ဆောင်ဝတ်ထားတဲ့ကိုဝင်ရှိနေတဲ့ဇနီးကိုလုံးဝဂရုမစိုက်ဘူးစိတ်ကူးရင်တက်တဲ့မိမကိုဆုံးဖြတ်ချက်ခိုင်ခိုင်နဲ့ချီပွေးလိုက်တယ်ဧည့်သည်တွေရဲ့အံ့အားသင့်နေတဲ့အကြည့်တွေကြားမှာနောက်ပြန်မကြည့်ပဲမင်္ဂလာဆောင်ခန်းမကနေထွက်ပြေးသွားတယ်မိမရဲ့တောင်း崛起之华，我从始至终爱的人，石有兰了，石有兰，石有兰，石有兰了。要不是我当年穷，兰兰又怎么会嫁给别人受苦？မိမကိုတွေးအံပြီးတတိလစ်သွားစေတယ်။နိုးလာတော့မှဘိုက်ထဲကကလေးမရှိတော့ဘူးဆိုတာသိရတယ်။သူမနာကျင်မှုကိုတီးခံပြီးယောက်ျားကိုဖုန်းဆက်ပြောတယ်။ဟိုဘက်ကတော့ဂရုမစိုက်ဘူး။ရင်နွေးပူပူတောက်လိုက်လို့ပဲပြောပြီးဖုန်းချလိုက်တယ်။နောက်တစ်ချက်မှာဘိုက်နာတဲ့လိမ္မာတဲ့မိမကိုတွားပြုစုတယ်။ကားလေးဆုံးသွားတဲ့ဇနီးကိုလုံးဝမေ့သွားပြီ။အခုမှမိမကလုံးဝတတိရလာတယ်။9နှစ်တာပေးဆက်ခဲ့တာရေးစရာတစ်ခုပဲ။ဒါပေမဲ့ဒီထက်ပိုဆိုးတာရှိသေးတယ်လို့မထင်မိဘူး။ရက်အနေငယ်ကြတော့ယောက်ျားကလိမ္မာတဲ့မိမကိုအိမ်ခေါ်လာတယ်။ရောက်ခမကသူ့ကိုဂရုစိုက်ပြီးမေးမြန်းတယ်။ကိုဝင်ပြက်ပြီးခါစားမိမကိုတော့အပြစ်တွေပဲရှာတယ်။ယောက်ျားကရှက်လဲမရှက်မိမကိုလိမ္မာတဲ့မိမကိုပြုစုခိုင်းတယ်။ဒီလိုယူသွတ်တဲ့မိသားစုကိုရင်ဆိုင်ရတော့မိမကလုံးဝစိတ်ပြတ်သွားတယ်။သူမလုံးဝဆွတ်လို့ဖို့ပြင်ဆင်နေတော့မှာပဲ။ယောက်ျားကဒူးထောက်ပြီးတောင်းပန်လာတယ်။အရင်ကအရာအလုံးအထင်မြင်လွဲမှားမှုတွေလို့ပြောတယ်။ရိုးရှင်းတဲ့မိမကနောက်တစ်ခါစိတ်ပျော်သွားတယ်။သူမကို9နှစ်တာချစ်ခဲ့တဲ့ယောက်ျားကိုနောက်ဆုံးခွင့်ရေးတစ်ခုပေးဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူမမသိလိုက်ဘူး။ဒါတွေအားလုံးယောက်ျားနဲ့လိမ္မာတဲ့မိမရဲ့你说，要是嫂子知道你带她来做试管，还是给我老公生孩子，她会不会疯啊？他知道又怎么样？他被我们霍家养了这么多年，他除了我什么都没有，离了我，他活不了。而且，只要我开口，玉华她愿意为我做任何事情。မိမကရုတ်တရက်ရင်ထဲနာသွားတယ်။သူတို့မျိုးလုံးထဲမှာသူမကလူတိုင်းခိုင်းစေနိုင်တဲ့တားဖွားကရိယာတစ်ခုပဲ။ဒီချိန်မှာကောင်းကင်ဘုံရဲ့ဖခင်ပြောဘူးတဲ့စကားကိုသတိရလာတယ်男人有生老病死的烦恼，贫贱富贵的差异，贪嗔痴慢的恶习，朝三暮四的劣根。今天你们甜蜜恩爱，明天就会反目成仇。ဒီတစ်ခါတော့မိမကလုံးဝလူထသွားတယ်။အိမ်ပြန်ရောက်တော့လူတိုင်းရှေ့မှာကွာရှင်းစာချုပ်ကိုထုတ်ပေးလိုက်တယ်။ဒါပေမဲ့ယောက်ျားနဲ့ယောက်ခမကလုံးဝဂရုမစိုက်ဘူး။ယောက်ခမကဟျူမီသားစုကိုထွက်ရင်ထမင်းတောင်မစားရဘူးလို့လှောင်ပြောင်တယ်။ယောက်ျားကစီးပွားရေးအောင်မြင်မှုအားလုံးကိုသူ့အပေါ်ပဲတင်ပြောတယ်။ဒီအိမ်ဖော်နဲ့ငါလုံးဝမဆိုင်ဘူးလို့ပြောတယ်။မိမကဒီရှက်မဲ့သားအမေကိုကြည့်တယ်။မျက်လုံးတွေကအေးဆက်ဆက်နဲ့霍北辰，从这一秒开始，我每离开你一步，你就会倒霉一分。ဒါပေမဲ့လေသူတို့ကဒါကကိုက်ညီမှုပဲလို့ထင်နေတော့မယ်ယောက်ျားကနေရာမှာတင်ကွာရှင်းစာချုပ်ကိုလက်မှတ်ထိုးပေးတယ်မိမကိုမြင်မြန်ထွက်သွားဖို့ပြောတယ်သူကကိုဘာသာဘလောက်ကန်ဆိုးမလဲကြည့်ချင်တယ်မိမကစာချုပ်ကိုကောက်ကိုင်တယ်ပြက်ပြက်သားသားနဲ့ကြောခိုင်းထွက်သွားတယ်断钱收孕，霍北辰，你的气数尽了。ကားကိုနင်းပြီးထွက်လိုက်တဲ့အချိန်မှာပဲယောက်ျားရဲ့ဖုန်းကရုတ်တရက်နားဆူအောင်မြည်လာတယ်ဖုန်းဘက်ကလက်ထောက်ရဲ့ထိတ်လန့်တုန်လှုပ်နေတဲ့အတန်ထွက်လာတယ်顾总出大事了，集团资金链断了，还过了10个亿啊！什么？